မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတင်တန်းမှကြိုဆိုပါတယ်ကျွန်တော်နိုင်လေးဦးပါကျွန်တော်ဒီနေ့အိတ်ဆဲမှာဒီအရှုံးမြတ်စီးရင်တွေကိုချက်လေးနဲ့ဆွဲတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီကိုယ့်ရဲ့စီးရင်စရာတွေကိုချက်လေးနဲ့ပေါ့နော်ဒီလိုမျိုးချက်စရာလေးနဲ့ဆွဲတာခြင်းအပြင်ကိုကဘယ်လာမှာရှုံးတယ်ဘယ်လာမှာမြတ်လဲဆိုတာကိုကိုကမြင်နေရတော့ဇရာလေးနဲ့မြင်နေရတော့ပုံမပြီးတော့တိတာထင်ရှားစေပါတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်သင်ခန်းစာလေးကိုစလိုက်ရအောင်နော်အဲ့ဇဲလေးကိုဖွင့်လိုက်ပါမယ်โอเคဒီမှာကျွန်တော်ကတော့စင်းနေအကုန်လုံးကိုမြန်မာလိုရေးမှာဖြစ်တဲ့အတွက်အကုန်လုံးကိုဆက်လက်လေးပေးလိုက်မယ်နော် Ctrl A နဲ့ဆက်လက်ပေးလိုက်ရပါတယ်တောင်လေးမှာရှိတဲ့ဒီတောင်လေးကိုတစ်ဆက်နေလိုက်ရပါတယ်နော်ပြီးတော့လို့ရှိရင်ဇော်ဂျီ1နဲ့ရေးမှာဖြစ်တဲ့အတွက်ဒီမှာဇော်ဂျီ1ဆိုတာလေးကိုဖောင်လေးကိုရွေးပေးလိုက်ပါမယ်ခင်ဗျာဒီမှာဇော်ဂျီ1လေးကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စင်းလေးကိုစပြီးတော့ရေးပါမယ်နော်အဲ့တော့အပေါ်ကနေပြီးတော့ပဲစပြီးတော့ရေးပါမယ်โอเคဒီမှာ2020လို့ပဲရေးလိုက်မယ်နော်2020ပါပြီးသွားပြီဆိုလို့ရှိရင်အောက်မှာဒီကွက်ချလိုက်မယ်နော်အဲ့ဒါလာတွေပါလာပြီးသွားလို့ရှိရင်ဒီဘက်ဆက်ကွက်ကိုသွားကျင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီး tab key ကိုနှိပ်လေရပါတယ် arrow key ကိုနှိပ်လေရပါတယ်နော်ဒါအမျက်ရငွေပါနောက်တစ်ခုကအသုံးစရိတ်ပါနော်အသုံးစရိတ်ပါပြီးသွားလို့ရှိရင်ဒီဘက်ကအတည်အမျက်ရငွေပါနော်အတည်အမျက်ပေါ့နော်အတည်အမျက်ရငွေလို့လည်းရေးလို့ရပါတယ်အတည်ပြီးအမျက်ရငွေပါโอเคဒါလေးကိုကျွန်တော်အရင်ဦးဆုံးပေါ့နော်ကိုကအစာမီးခင်မှာကိုက site လေးကိုသတ်မှတ်ထားဖို့လိုပါအဲ့တော့ site လေးသတ်မှတ်မယ်ဆိုလို့ရှိရင် page လောက်ထဲသွားပါ site မှာဒီ site ဆိုတဲ့နေရာမှာ A4 ဆိုလို့ရှိရင် A4 ဆိုတာလေးကိုယူပေးလိုက်ပါနော်โอเคဒီမင်းလေးကိုကြော်လို့မရပါဘူးเนาะဒီမင်းလေးကြော်သွားမယ်ဆိုလို့ရှိရင်တော့ကိုရေးတဲ့စင်းစရာတွေကနောက်စာခဲ့မှာပါเนาะအဲ့တော့ဒါလေးကိုကျွန်တော်ရှင်းလိုက်မယ် column လေးကိုရှင်းပေးလိုက်ပါ column လေးတွေရှင်းပေးလိုက်ပါโอเคဒါဆိုရင်ကြာသွားပြီเนาะအောက်မှာတော့လတွေကိုရေးမယ်เนาะ January ပါJanuary ဒါ January လပါ sorry Januaryโอเคအောက်က January ပြီးသွားလို့ရှိရင် sorry January အောက်ကတော့ February ပါ February January February ပါเนาะအောက်က March ပါပြီးရင် April ပါ sorry ပါ April ပြီးရင် May ပါပြီးရင် June ပါ June July ပါ okay June July ပြီးရင် August ပါ June July ပြီးလို့ရှိရင်ဒါလေးကတော့ကိုလုပ်ငန်းခွင်မှာကိုစင်းစရာပုံစံမျိုးလေးကိုရေးမယ်ဆိုလို့ရှိရင်လည်းရေးလို့ရပါတယ်เนาะအောက်တိုဘာပြီးရင်နိုဝင်ဘာပါအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပါโอเคဒါဆိုရင်ဒီဘက်ကလာလေးရေးပြီးသွားရဆိုလို့ရှိရင်ကိုရဲ့လုပ်ငန်းမှာကိုတကယ်မြတ်တဲ့အမြတ်ရငွေတွေကိုရေးပါနော်ကိုတကယ်မြတ်နေတဲ့အမြတ်ရငွေတွေကိုရေးပါအဲ့တော့ကျွန်တော်အောက်ကအမြတ်ရငွေတွေကိုကျွန်တော်ရေးပေးတယ်နော်ဒါကတော့ခမန်းကျင်နဲ့ရေးရပါကိုတကယ်တော့ကိုလုပ်ငန်းမှာရှိလို့ရှိရင်ကိုလုပ်ငန်းမှာရှိနေတဲ့ဒီအမြတ်ရငွေတွေကိုရေးပါနော်ဒါကျွန်တော်ကတော့လုပ်ပြဖြစ်တဲ့အတွက်ဒါခဏလေးကိုရှိတဲ့အဆင်ပြေတဲ့ခဏလေးကိုပဲထည့်ပေးရပါနော်โอเคဒါဆိုရင်ရသွားပြီနော်ပြီးတော့ဆိုလို့ရှိရင်ဒီမှာအသုံးစရိတ်နော်ဒါကိုယ့်ရဲ့လုပ်ငန်းမှာအသုံးစရိတ်တွေကိုထည့်ပြီးစရိတ်ဆိုလို့ရှိရင်ကိုသုံးခဲ့တဲ့အသုံးစရိတ်တွေမှန်သမျှကိုထည့်ပြီးတော့ရေးပါနော်အဲ့တော့အသုံးစရိတ်လေးကျွန်တော်ထည့်ပြီးတော့ရေးလိုက်ပါမယ်ဒါကတော့သုံးစရိတ်တွေပါโอเคโอเคအသုံးစရိတ်တွေထည့်ပြီးရေးပါမယ်โอเคအသုံးစရိတ်တွေရေးပြီးသွားရလို့ရှိရင်ဒီအတရင်အများရငွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့အများရငွေတွေကနေပြီးအသုံးစရိတ်ကိုနှုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်အတရင်အများရငွေကိုရပါတယ်နော်အဲ့တော့ equal to ပါပြီးရင်800 keyboard ကနေပြီးတော့အနှုတ်လေးကိုနှိပ်ပေးလိုက်ပါပြီးရင်900ဆိုတာလေးကိုနှိပ်ပြီးတော့ enter ကိုခောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အတရင်အများရငွေကိုရပါတယ်နော်အဲ့တော့ဒီအောက်ကောင်တွေကိုလည်းဒီလိုမျိုးလေးပဲဒီပါ equal to 900ပြီးရင်အနှုတ်300ဆိုတာလေးကို
ရွေးပေးလိုက်ပါနော်အဲ့တော့ equal to အမြတ်ရငွေအနှုတ်အသုံးစရိတ်ကိုရေးပါဒီအောက်အကောင့်တွေကိုလည်းလိုက်လို့ရပါတယ်သို့မဟုတ်အောက်ကိုဒီမှာဆက်လက်မှတ်ထားပြီးတော့ပေါ့နော်အောက်ကိုဒီအပေါင်းလေးကနေပြီးတော့ auto fade နဲ့ဆွဲချလို့ရပါတယ်โอเคဒီလိုမျိုးဆွဲချမှာတော့ပေါ့နော်အပေါ်မှာကိုတွက်ခဲ့တဲ့အဖြေလေးကတော့မှန်ဖို့အရေးကြီးပါတယ်ကိုတွက်ခဲ့တဲ့အဖြေလေးရတကယ်လို့မှားနေမယ်ဆိုလို့ရှိရင်အောက်ကပေါ့နော်ဒီအဖြေလေးကိုလည်းမှားနော်တခါလေး auto မှားသွားမှာပါအဲ့တော့ဒီလိုမျိုး auto fade နဲ့ဆွဲချမယ်ဆိုလို့ရှိရင်တော့ကိုတွက်ခဲ့တဲ့ပုံစံလေး formula လေးအဖြေလေးရမှန်နေဖို့အရေးကြီးပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ဆွဲပြီးသွားရဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်ဇယားလေးဆွဲမယ်နော်ဇယားဆွဲဖို့အတွက်ဆိုလို့ရှိရင်အကုန်လုံးကိုနော်ကိုဆွဲကျင်တဲ့စာတွေကိုဆက်လက်ပေးလိုက်ပါပြီးသွားရင် home နဲ့သွားပါဒီ home ထဲမှာရှိတဲ့နော်ဒီ all folder ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရင်ဒါအလွယ်တကူဇယားကွက်လေးကိုဆွဲလို့ရပါတယ်နော်ဒီအမြဲအရှုံးမြတ်စင်းလေးကိုအလဲကောင်မှာထားကျင်တယ်ဆိုလို့ရှိရင်သူ့ကိုဆက်လက်ပေးလိုက်ပါပေးပြီးသွားရင်မတ်ဆန်စန္ဒာဆိုတာလေးကိုနှိပ်ပေးလိုက်ပါသူ့ကိုစလုံးလေးကိုသူ့ကိုဘိုးလေးနော်နည်းနည်းလေးထင်ပေးလိုက်စလုံး site လေးကိုကြည့်ပေးလိုက်ပါမယ်အကြောင်းလေးကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်လည်းစလုံးရဲ့ site ရဲ့အကြောင်းလေးပြောင်းလဲလို့ရပါတယ်လလေးသူ့ကိုလည်းကျွန်တော်အလဲကောင်လေးမှာစန္ဒာမှာထားပေးလိုက်ပါသူ့ကိုဘိုးလေးအကြောင်းလေးတင်ပေးလိုက်ပါမယ်ကင်းကနေကိုအလဲကောင်မှာထားခြင်းဆက်လက်ပေးလိုက်ပါစန္ဒာဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်โอเคဒါဆိုလို့ရှိရင်ဇယားလေးတော့ပြီးသွားပြီနော်ဇယားလေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့စင်းဇယားလေးပေါ်ကိုဒီဇယားလေးကိုပေါ့နော်ကိုကရှက်ပေါ့နော်ဒီရှက်ဇယားလေးဖြစ်အောင်ဆွဲကျင်တယ်ဆိုလို့ရှိရင်တော့ဇယားကွက်လေးကိုအကုန်လုံးဆက်လက်ပေးလိုက်ပါပြီးသွားရင် insert ထဲသွားပါ insert ထဲကကျွန်တော်တို့ဒီ recommended chat ဆိုတာလေးကိုနှိပ်လိုက်ပါinsert ထဲက recommended chat ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါလေးကိုခဏလေးစောင့်ပေးလိုက်နော်ဒီထဲကကျွန်တော်ဘာယူမှာလဲဆိုလို့ရှိရင်တော့ဒီထဲမှာချက်ပေါ့နော်ဒီမှာ column ဆိုလို့ရှိရင်လည်း column တွေ line တွေ bar တွေ area တွေအများကြီးရှိပါတယ်ကိုယ့်ရဲ့စင်းစရာလေးကိုထင်သာမြင်သာဖြစ်အောင်တော့ပေါ့နော်ဒါလေးကဆက်လေးနဲ့ဆွဲရပါကိုယ့်ရဲ့စင်းစရာလေးကိုချက်လေးနဲ့ဆွဲတာတော့ဘေလာမှာရှုံးနေဘေလာမှာမြတ်တယ်ဆိုတာကိုထင်သာမြင်သာပို့ပြီးတော့ရှိပါတယ်နော်အဲ့တော့ဒီလိုမျိုးလေးပေါ်လာရဆိုလို့ရှိရင်တော့ all chat ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားရင်ဆိုလို့ရှိရင်ဒါလေးက column နော် column လေးရှိပါတယ် column ဆိုလို့ရှိရင်လည်းကိုကြိုက်နေတဲ့ column ပုံစံတွေယူလို့ရပါတယ်ရွေးလို့ရပါတယ်နော်ကိုကြိုက်နေတဲ့ပုံစံကိုယူလို့ရပါတယ်column မကြိုက်သေးဘူးဆိုလို့ရှိရင်အောက်မှာ line တွေရှိပါတယ်ပိုင်တွေရှိပါတယ် bar တွေရှိပါတယ်ကိုပြချင်တဲ့ပုံစံနဲ့ရွေးပြီးတော့ပြလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ column လေးနဲ့ပဲပြလိုက်မယ်နော်အဲ့ column လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคဒီပထမဦးဆုံးပုံလေးကိုပဲဒါလေးကိုပဲယူပေးလိုက်မယ်နော်သူ့ကိုဒီပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီအောက်မှာအပိုင်လေးဒီမှာအောက်မှာ chat လေးနေတယ်ဒီမှာတွေ့ရပါလိမ့်မယ်နော်ဒါလေးကိုစင်းစရာလေးအောက်ကိုရွှေ့ကျင်တယ်ဆိုရင်ဘောင်လေးကနေပြီးတော့ဖိပြီးတော့ရွှေ့ပေးလိုက်ပါโอเคတကယ်လို့ဒါလေးကျွန်တော်သူ့ကို share လိုက်မယ်နော်ခုဆိုလို့ရှိရင်ဒီမှာစာရီကမှားနေပါပြီနော်စာရီကမှားနေပါပြီโอเคExcelရဲ့သူ့ရဲ့ system ကကြတော့ပြည်အောင်စုဖောက်ဖြစ်တဲ့အတွက်ဇော်ကြီးနဲ့ရေးထားတွေကမှားကုန်တာပါဒီလိုမျိုးတွေမှားနေရဆိုလို့ရှိရင်သူ့ကိုဖောင်လေးပြန်ပြီးတော့ပြောင်းပေးလိုက်ပါနော်အဲ့တော့ဒါမှားနေရဆိုလို့ရှိရင်သူ့ကိုတစ်ချက်နေပြီးတော့ home ထဲမှာကျွန်တော်တို့ဒီမှာသူ့ကိုဇော်ကြီး1ဆိုတာလေးကိုတစ်ချက်ပြန်ပြီးတော့နှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်တော့စာရီကအမှန်ကိုပြန်ပြီးတော့မြင်ရပါလိမ့်မယ်နော်ဒီမှာလဲမှားနေရင်သူ့ကိုတစ်ချက်နှိပ်ပါပြီးရင် font ဆိုတဲ့နေရာကိုသွားပါဇော်ကြီး1ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့စာရီအမှန်တိုင်းကိုမြင်ရပါလိမ့်မယ်နော်အဲ့တော့ကိုကဒီမှာချက်တိုင်တယ်လေးကိုလည်းစာလေးရေးကျင်တယ်ဆိုလို့ရှိရင်သူ့ကိုကာစာချပြီးတော့အတွင်းထဲစာလေးကိုဖျက်ပေးလိုက်ပါမြန်မာစာရေးကျင်တယ်ဆိုလို့ရှိရင်တော့ insert ထဲကကျွန်တော်ဒီမှာ home ထဲမှာဒီ font မှာဇော်ကြီး1လေးထားပြီးတော့ရေးလိုက်မယ်နော် okay ရပါနော်ချိုးမြတ်စရင်2020ပါโอเคဒါဆိုလို့ရှိရင်တော့ဆက်လေးကိုဆွဲလို့ပြီးတော့ဘာလို့ဒီမှာ line တွေဒီ guideline တွေကိုguideline တွေမလို့ခြင်းဆိုလို့ရှိရင်လည်း guideline တွေကိုလည်းဖျောက်လို့ရပါတယ်เนาะသူ့ကိုနည်းနည်းကြီးမယ်ဆိုလို့ရှိရင်တောင်လေးကနေဖိပြီးတော့နည်းနည်းလေးကြီးပေးလိုက်ပါเนาะโอเคဒီလိုမျိုးလေးကိုကြိုက်နေတဲ့လိုလေးအဆင်ပြေရလေးကိုကြီးလို့ရပါတယ်เนาะပြီးအတွင်းထဲ guideline တွေမလို့ခြင်းဆိုလို့ရှိရင်တော့ guideline တွေကိုဒီအဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင် guideline ဆိုတာလေးကိုအမှန်ကြီးလေးကိုဖျောက်ပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်တော့ guideline လေးမရှိတော့ပါဘူးထည့်ကျင်တယ်ဆိုလို့ရှိရင်လည်း guideline လေးကိုထည့်လို့ရပါတယ်เนาะโอเคဒါဆိုလို့ရှိရင်တော့အချုံးမြတ်စင်းလေးကိုလည်းဆွဲရမယ်လို့လည်းထင်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့စင်းစရာတွေကိုလည်းဒီလိုမျိုးချက်ပုံစံလေးနဲ့တွေ့ရတော့ဒါဆိုလို့ရှိရင်ပုံမပြီးတော့
ထင်သာမြင်သာရှိစေပါတယ်เนาะအဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရှုံးအမြတ်ဒါကအပြာလေးပါဒီမှာဒီအသုံးဆေးဆိုတာတော့လိမ်မော်ရောင်လေးပါเนาะအနီရောင်လေးပေါ့เนาะဒီအမျက်ရငွေကတော့အတဲ့အမျက်ရငွေကတော့ခက်ရောင်လေးပါအဲဆိုလို့ရှိရင်ဒီဇန်နဝါရီလမှာဆိုလို့ရှိရင်ဒီအမျက်ရငွေကများပါတယ်အသုံးဆေးကလည်းတိတ်ပြီးတော့မရှိပါဘူးเนาะအဲ့တော့ဒီမှာအမျက်ရငွေလေးကိုရရှိပါတယ်ဒီလိုမျိုးလေးပါကိုဆိုလို့ရှိရင်ဇွန်လမှာဆိုလို့ရှိရင်အမျက်ရငွေကများပါတယ်ဇွန်လအများဆုံးပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာဆိုလို့ရှိရင်ကိုကဘယ်လမှာအမျက်တွေအများကြီးရခဲ့ရလဲဘယ်လမှာအသုံးဆေးတွေကများနေလဲဆိုတာလေးကိုထင်သာမြင်သာရှိစေပါတယ်โอเคဒါဆိုလို့ရှိရင်ဒီလိုမျိုးချက်လေးကိုကိုယ့်ရဲ့လုပ်ငန်းမှာပြန်ပြီးတော့အသုံးချမယ်လို့လည်းအသုံးချလို့ရမယ်လို့လည်းထင်ပါတယ်ခင်ဗျာโอเคဒီဗီဒီယိုလေးရမေးဆိုတော့အတွက်ကိုအကျိုးရှိမယ်လို့လည်းထင်ပါတယ်ခင်ဗျာအခုအစမပြေရနားမလည်ရရှိလို့ရှိရင်ကျွန်တော်ရဲ့ page လေးမှာဝင်ပြီးတော့မေးလို့ရပါတယ်ဗီဒီယိုလေး comment လေးမှာလည်းဝင်ရောက်ပြီးတော့မေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးတွေလည်းအကျိုးရှိမယ်လို့လည်းထင်ပါတယ်အားလုံးလည်းအဆင်ပြေမယ်လို့လည်းထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ